တိပြောက်လာတယ်အမေမင်းနေကြတယ် ဟုတ် Kiki ရဲ့ demoisturizer gel လေးပေါ့နော်တင်းတင်းပြောက်လာတယ်ဟုတ်ကဲ့ Kiki ရဲ့ demoisturizer gel ဒီလုံးဝအသားရည်ပြဿနာဖြစ်တဲ့ဝက်ချန်လေးတင်းတင်းတွေဆိုတော့ညွန့်နေအောင်လုပ်တာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဒီတင်းတင်းကိုပို့ပြောက်ဖို့အတွက်သူစားရဲ့ knowledge လေးသူစားပို့ပြီးတော့ share လုပ်ပေးချင်တာပေါ့နော်ဟုတ်ကဲ့တင်းတင်းလို့ပြောလိုက်ပြီဆိုအရင်ဦးဆုံးဘေကစလဲဆိုရင်နှစ်ချက်ချောင်းပါရေတက်ခန်းချောက်တဲ့အချိန်မှာနေပူနဲ့ဓာတ်ရိုက်ထိရိုက်လို့တင်းတင်းဆိုတာဖြစ်တာပါအဲ့ဒီတော့ပထမဦးဆုံးနဲ့ပတ်သက်အရေးကြီးတာက sunscreen ပါ sunscreen မှာကျွန်တော်တို့ဒီ stone up sunscreen လို့စိုက်တဲ့ sunscreen သုံးလို့ရတယ်ကွာဒါမှမမတို့ပုံပွင့်လေးနဲ့ပြပြတာစိုက်တဲ့ sunscreen သုံးစိုက်တဲ့ sunscreen သုံးဒါကတော့ Kiki stone up sunscreen ကောင်းကောင်းလေးနဲ့နေပူရန်ကိုထိထိပပကာကွယ်မယ်ပြီးပြီဆိုရေဓာတ်ကိုဖြည့်တဲ့ moisturizer နောက်တစ်ခု Kiki မှာဒီ glow toner ကရေဓာတ်ဖြည့်တဲ့နေရာမှာသူဒီ pro 7% hyaluronic acid ပါတယ် hyaluronic acid ဒီမျက်နှာမှာရှိနေတဲ့ moisture ကိုတော့ခတ်သိမ်းထားပေးတယ်မပြန့်သွားအောင်သိမ်းထားပေးတယ်သူ့ရဲ့သုံးခုဆိုတော့တင်းတိတ်အတွက်အရန်ကောင်းတဲ့အရာလို့ဇာနေနဲ့ပြောချင်ပါတယ်အဲ့တော့တင်းတိတ်ပြောင်းဖို့အတွက်ဆိုရင်ဒီသုံးခုကိုသုံးလို့ရပါပြီသူစားပါ Kiki Beauty Brand ရဲ့ founder ပါ sunscreen ရဲ့ Kiki ရဲ့ glow toner ရဲ့ Kiki ရဲ့လုံးဝ deep moisturizer ကိုသုံးခုတွဲပြီးသုံးမယ်ဆိုရင်တင်းတိတ်အတွက်လုံးဝ share ဖြစ်သွားမယ်အသားရည်တွေရေတက်တွေပြီးသွားလာမယ်ခဲချောက်နေတဲ့မွေးချောက်အသားရည်တွေရေလေးနဲ့လှော်နေပါပြီရှင်